စားဘူးသမျှကြက်သားဟင်းတွေထဲမှာအကောင်းဆုံးလို့ပြောရလောက်အောင်နာမည်ကြီးတဲ့အိန္ဒိယစတိုင်ကက်ရှမီးယားကြက်သားမဆလာချက်လေးကိုမျှဝေပေးချင်ပါတယ်ရှင်။ကြက်သားဟင်းကြိုက်တဲ့သူတွေဒီလိုမျိုးလေးမချက်စားသေးဘူးဆိုရင်တော့တကယ်ကိုအနံ့ရတာရှိတဲ့ကြက်သားဟင်းချက်နေလေးမျိုးအဆုံးထိကြည့်ပေးကြပါအောင်ရှင်။ကြက်သားဟင်းကိုလေဒီလိုမျိုးလေးချက်စားပြီးတကယ်ကိုမိန်တာတော်တော်ကြိုက်တယ်ကြက်သားဟင်းရေတန့်စရောင်ဆေးထားတဲ့ကြက်သားတွေကိုနနွမ်းမုတ်ပေါ့နော်လက်ဖက်စားစွန်းတစ်စွန်းအယောင်တင်မုတ်အဆက်ရော်လေးကလက်ဖက်စားစွန်း3စွန်းထည့်ထားပါတယ်စားလက်ဖက်စားစွန်းတစွန်းဟင်းညုံမုတ်ကလက်ဖက်စားစွန်းရော့လေးထည့်ပြီးတော့မှအလုံးသမသွားအောင်နေပေးလိုက်မယ်ပြီးသွားရင်တော့ဂျင်းနဲ့ကြက်သွန်ပြူထောင်းထားတဲ့အရေအနှဲငယ်လေးကိုညှစ်ထည့်ပေးလိုက်ပါမယ်နဲတဲ့နေရာမှာရေသိမ့်မထွက်ဘူးပေါ့နော်မိကကြက်သားရေစီးတဲ့နေရာမှာပေါ့နော်ရှာလေးကြက်သားကိုရေစစ်ပေးထားတာမလို့ပါဒံဦးတွေကိုစီထည့်ပေးလိုက်ပါမယ်ဒါကတော့ကရဝေးရဲ့တကြပိုးကောက်လင်းညင်းပွင့်ရဲ့ဖာလာစီလေးရဲ့ကိုအနံ့လေးမွေးသွားလို့ပေါ့နော်စီတက်ပေးလိုက်ပါမယ်ပြီးသွားရင်တော့ကြက်သားလေးတွေထည့်ပေးလိုက်ပါမယ်ဒီကြက်သားလေးတွေကိုပေါ့နော်အပေါ်ရန်လေးနည်းနည်းလေးတင်းသွားလို့ပေါ့နော်ကြော်ပေးလိုက်ပါမယ်ကြက်သားလေးတွေအပေါ်ရန်လေးတွေအနှဲငယ်တင်းတင်းလေးတွေဖြစ်လာပြီဆိုရင်တော့ဆယ်ပေးလိုက်ပါမယ်မိကတော့ကရဝေးရွက်တွေကိုလည်းဖယ်လိုက်ပါတယ်။ကြက်သွန်ကြီးလိထားလေးကိုထည့်ပြီးတော့မှစီတက်ပေးလိုက်ပါမယ်။ဒီနေရာမှာအနှစ်များကြိုက်တယ်ဆိုရင်တော့ကြက်သွန်ကြီးကိုမိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်။ခရမ်းချင်ဒီလိထားလေးလည်းထည့်ပြီးတော့မှမှုပေးလိုက်ပါမယ်။အနှစ်တွဲရတာလေးထည့်ပါမယ်။ E1 family ရောင်တင်မုံအဆက်ရော်ကိုမိကလက်ဖက်စားစွန်း2စွန်းထည့်ထားပါတယ်။စနုံးမုံလေးကလက်ဖက်စားစွန်း1ဝက်။မြုပ်ဒီအကျန်းမုတ်ကကြတော့လက်ဖက်စားစွန်း1စွန်းထည့်ပြီးတော့မှစီတက်တယ်လို့မျိုးလေးပေါ့နော်။အားလုံးသမသွားရောပြီးတော့မှမှုပေးလိုက်ပါမယ်ရှင်။စားနှဲငယ်ဟင်းရမို့လေးနှဲငယ်ထည့်ပြီးတော့မှအားလုံးသမသွားအောင်ရောပြီးတော့မှုပေးလိုက်ပါမယ်။အနံ့လေးပုံမွေ့သွားအောင်လို့မိကတော့ငရုတ်ကောင်းမုံလေးကိုလည်းအနှဲငယ်လေးထည့်ထားပါတယ်။အိန္ဒိယစတိုင်လေးချက်တာဆိုကြတော့မဆလာလေးကိုလည်းလက်ဖက်စားစွန်း2စွန်းထည့်ထားပါတယ်ကြက်သားလေးတွေထည့်ပေးလိုက်ပါမယ်ကြက်သားနဲ့အနှစ်တွေနဲ့အလုံးသမသွားအောင်လို့ရောပြီးတော့မှမှုပေးလိုက်ပါမယ်ဂျင်းနဲ့ကြက်သွန်ဖြူနဲ့ထောင်းထားတာလေးကိုအရင်ညှစ်ထည့်ပေးလိုက်ပါမယ်အနံ့လေးတွေရတယ်မှုေးနေပါပြီဒီကတော့ဒင်းချင်းတစ်ခွက်သုံးထားပါတယ်ဒင်းချင်းလေးတွေထည့်ပေးပြီးသွားပြီဆိုရင်တော့အရသာလေးတွေစိတ်ဝင်သွားလို့ပေါ့နော်အားလုံးသမသွားအောင်မှုပေးလိုက်ပါမယ်နွားနုကထမင်းစားစွန်း6စွန်းထည့်ပြီးသွားပြီဆိုရင်တော့အရသာလေးတွေစိတ်ဝင်သွားအောင်လို့မှုပေးလိုက်ပါမယ်A1 family အကြောင်းတင်မုံလေးထည့်ထားတာဆိုတော့ဟင်းကလာအကြောင်းလေးကလှနေရပဲဒင်းချင်းခွက်လေးတွေကိုမိကရေလေးနှင်းငယ်ထည့်ချင်းပြီးတော့မှထည့်လိုက်ပါတယ်ရှင်စက်သားလေးတွေနူးပြီးတော့မှအီအီလေးဖြစ်သွားအောင်လို့အပေါ်ကနေအဖုံးလေးအုပ်ပြီးတော့မှချက်ပေးထားလိုက်ပါမယ် A1 family ငရုတ်သီးအကြမ်းမုံနဲ့ရောင်တင်မုံက100%လုံးတဘာဝငရုတ်သီးစစ်စစ်ကနေထုတ်လုပ်ထားပြီးတော့ပစွန်း3ရုံနဲ့ပိုတိတာတယ်မှုနဲ့ဓာတုဆိုးစစ်မပါတော့ကျမရဲ့အတွက်ပိုးစိရှားလို့ပေါ့နော်မိကတော့အမြဲသုံးဖြစ်ပါတယ်ခုလိုစီလေးတွေပြန်လာပြီဆိုရင်တော့အိန္ဒိယစတိုင်ချက်သားမဆလာချက်လေးရပါပြီရှင်ဟင်းအနှစ်လေးနဲ့ပေါ့နော်စီအနှစ်လေးဟင်းနှစ်လေးနဲ့ထည့်ထားပြီဒါကတော့ကြက်သားပေါ့နော်ကြက်သားလေးရပြီးတော့ကြက်သွန်ချင်းလေးနဲ့ပေါ့နော်ထားကြပါအောင်ရှင်သားလေးပေါ့နော်သားလေးကလည်းကြည့်လိုက်ပါအောင်ပြင်းရပဲချယ်ပြီကြက်သားကြီးပဲစားရလေကြက်သားထဲမှာအရင်ပုံမှန်ချက်နေကြက်သားဟင်းနဲ့မတူဘူးဒင်းကျင်ရောနွားနုရောထည့်ချက်တာပါနော်